တော်တော်များများကရမင်းတို့စီမှာ TikTok account နေ YouTube account နေ Facebook monetization အာဝိဒ account နေဝယ်ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ account တွေက monetization အာဝိဒဘန်နဲ့ချိန်ပြီးသားဆိုပေမဲ့လို့လူတော်တော်များများကဝယ်သားကြရဆိုပေမဲ့ဒါ income မပြန်လို့မရတာရှိရပေါ့နော်အဲ့ဒါဘာကြောင့်လဲဒီဗီဒီယိုလေးမှာရမင်းကပြပြပေးရှင်ပါတယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့ဒီဝယ်ယူသားရဲ့မိတ်ဆွေတွေအနေနဲ့ကကိုအသုံးပြုရမယ့်အကောင့်ကိုဘယ်လိုအသုံးပြုရမလဲဆိုတာမသိရပါတော့ဘယ်လိုလို့မသိရလဲဆိုတော့ကိုက monetization ရတယ်ဆိုပြီးတော့ကိုကအကောင့်ဝယ်လိုက်တယ်ဒါပေမဲ့ကိုကဗီဒီယိုတွေပုံမှန်မတင်ဘူးကိုကဘာတင်လို့ဘာတင်ရမှန်းမသိဘူးနေ့စဉ်ရက်ဆက်ပုံနေစားရဗီဒီယိုတွေမတင်တဲ့အခါမှာဒီအကောင့်က active ဖြစ်တယ်ဆိုပေမဲ့လို့ဒီ income တွေကမရတာပဲဖြစ်တယ်ပေါ့နော် Facebook ကော TikTok ကော YouTube ကောတူတူပဲဆိုတော့ပုံမှန်လေးတင်ပြအောင်ဘယ်လိုမျိုးလုပ်ရမလဲပေါ့အခုလက်ရှိမိတ်ဆွေကအဲ့လိုအကောင့်တစ်ကောင့်ကိုပိုင်ဆိုင်ထားတယ်ဆိုရင်ကိုရရှိထားတဲ့အကောင့်မှာကိုကအမြဲတမ်းပုံတင်စာတင်နေဖို့မလိုဘဲနဲ့ကို schedule လေးနဲ့လုပ်ပြီးတင်လို့ရပါတယ်ကြလို့ကို idea ထွက်တယ်ဆိုရင် idea ထွက်တဲ့အချိန်မှာကိုကကောက်ရေးလိုက်မယ်ကောက်ရေးပြီးပြီဆိုတာနဲ့ဒီအားတဲ့အချိန်ဒီမှာဒါတွက်နေသူ auto တင်အောင်လို့ schedule လေးတွေချပြီးတင်လို့ရတယ်ပေါ့နော်အဲ့မှာဆိုရင်ဒီလို content ရိုက်တယ်ဆိုတာက content ကိုပြီးပြီးဆောင်အောင်ရိုက်နေကြမလို့ပေါ့နော် editing ပါမှဒီ photo shoot တွေပါမှ lighting တွေပါမှဒါတွေအရင်စဉ်းစားဖို့မလို့ plain တင်လို့ရပါတယ်အဓိကကဒီဝယ်တဲ့လူတွေအနေနဲ့ကိုကဘာတင်มาလဲဆိုတဲ့အရာသိရင်ဖြစ်တယ်ပေါ့နော်ဆိုတော့ကိုက audience တွေကအနည်းတမ်းပဲဗီဒီယိုကြည့်ရတယ်ဆိုရင်အရင်ကြီးကြီးမှကြောက်တယ်ဆိုရင်ပုံလေးစာတွေဗီဒီယိုတွေဘဲလက်ညံတင်ပေးလို့ရတယ်ပေါ့နော်အဲ့ဆိုရင်တော့မိတ်ဆွေတို့အကောင့်က active ဖြစ်ပြီးတော့ဝင်ငွေလည်းရမှာပေါ့နော်တင်တဲ့အချိန်မှာလည်းမိတ်ဆွေတို့တည်ထားရမှာကလူတွေ active ဖြစ်တဲ့အချိန်ကိုယ့်ရဲ့ဒီကြည့်ရှုနေတဲ့ audience တွေကဘယ်ချိန်တော့ active ဖြစ်နိုင်လဲသူတို့ဘယ်ချိန်တော့အလုပ်ပြီးနိုင်လဲဘယ်ချိန်တော့ဆို Facebook သုံးတဲ့လူတွေပုံများလဲဒါလေးတွေကိုကြည့်ပြီးတော့ရမင်းတို့ကဒါ post လေးတွေတင်ပေးရမှာပေါ့နော် TikTok မှာဆိုရင်လည်းကိုကဘယ်လိုအရာ trend ဖြစ်လဲဆိုတဲ့အရာလေးတွေလေ့လာပြီးတင်လို့ရပါတယ်ကိုယ့်ရဲ့ idea တွေဘာမှမရှိဘူးဆိုရင်ပေါ့နော်ဆိုတော့ TikTok မှာဆိုရင်ဒီည9နာရီကနေ9နာရီကြားတင်တယ်ပေါ့နော် Facebook မှာဆိုလည်းအဲ့လိုပဲဒါပေမဲ့ TikTok ကကျတော့10နာရီကနေ10နာရီထိလူသုံးများရယ်ပေါ့နော်တချို့ကျတော့လည်းအဲ့ဒီအချိန်မှာတင်ကြတယ် YouTube ကကျတော့ကြိုက်တဲ့အချိန်တင်ထားလိုက်လို့ရပါတယ် YouTube ကကျတော့ဆက်တိုက်ကိုယ့်ရဲ့contact ကကောင်းရင်ကောင်းတယ်လို့မျိုးသူက view ကိုပေးနေတာပေါ့နော်ဒီ Facebook ကကြတော့အခုတင်အခုကို reach ရောက်တာဖြစ်တဲ့အတွက်အကယ်လို့နောက်တစ်ရက်နှစ်ရက်နေမှာ reach မရောက်ဆိုရင်ကိုယ့်ရဲ့ post ကဒီလူကြည့်နေရမယ်ပေါ့နော်ဆိုတဲ့အခါကျတော့လူတွေ active ဖြစ်တဲ့အချိန်လူတွေပို့ပြီးတော့ကြည့်တဲ့အချိန်ကိုမိတ်ဆွေကတင်ဖို့လိုအပ်တယ်အဲ့ဒါဆိုရင်တော့မိတ်ဆွေရဲ့ account လေးတွေက active ဖြစ်ပြီးတော့ income လေးတွေကလည်းတဖြည်းဖြည်းရလာမှာပေါ့နော်မဟုတ်ဘဲနဲ့မိတ်ဆွေက account ကိုဝယ်ထားတယ်ဒါပေမဲ့ account မှာဘာမှလည်းမတင်ဘူးဆိုရင်တော့မိတ်ဆွေတို့ဒီပေးထားတဲ့ပမာဏနဲ့ပြန်မရတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့မိတ်ဆွေတို့က monetization account ရှိရဆိုရင်အဲ့လိုမျိုးလုပ်လို့ရပါတယ်ဒါဆိုရင် monetization မရသေးတဲ့လူတွေအောင် monetization ရအောင်ဘယ်လိုလုပ်မလဲကျွန်တော်ရဲ့ Facebook account လေးမှာဆိုရင် Facebook page လေးမှာပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်က45ရက်အတွင်း monetization ရခဲ့တယ်ဘယ်လိုမျိုးရခဲ့လဲဆိုတော့နေ့တိုင်းပုံတင်တယ်စာတင်တယ်ဗီဒီယိုတင်တယ်နေ့တိုင်းတပုတ်တင်တယ်ဗီဒီယိုကလည်းအရှိန်မဟုတ် real video တပုတ်တရက်ကိုတပုတ်ပဲတင်တယ်ပေါ့နော်စာလဲတင်တယ်ပုံလဲတင်တယ်အဲ့ဒီအခါမှာတော့ဒီပုံမှန်တင်တယ်ဆိုတော့ကိုယ့်ရဲ့ page လေးက active ဖြစ်တယ်လို့ထင်ပြီးတော့ဒီကျမတို့ Facebook team ကနေ monetization ပေးလိုက်တာပေါ့နော်အဲ့မှာဆိုရင်ကျမအခုလက်ရှိမှာဆိုရင်လည်းဒါဒေါ်လာတွေစဝင်နေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကိုကအကောင့်တွေဝယ်ဖို့အဆင်မပြေဘူးဆိုရင်ကိုယ်စ조사လို့ရပါတယ်နေ့တိုင်းပုံတင်တယ်စာတင်တယ်ဗီဒီယိုတင်တယ်ဆိုရင်တော့ Facebook ကလာပြီးတော့ monetization ကို invite လုပ်ပေးပါပဲဖြစ်တယ်ပေါ့နော်အမြန်လိုချင်တဲ့ CY လုပ်ငန်းရှင်တွေဆိုရင်တော့ချက်ချင်းအကောင့်တွေဝယ်လို့ရပါတယ်အခုရင်းစီမှာ Facebook TikTok monetization account တွေအောင်ပြီးသားတွေလာရောက်ပြီးတော့ဝယ်လို့ရပါတယ်ဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်နော်